အခုရောက်ရှိနေရတော့ WH Hotel ပါဒီကနေနည်းနည်းလေးမျှဝေပေးချင်တာပေါ့နော်အကုန်လုံးတော့မရိုက်ထားဘူးပေါ့နည်းနည်းလေးပေါ့အခုဒီမနက်ခင်းလေးမှာရိုက်ထားတာလေးပေါ့အားလေးတွေကိုဝင်မျှပေးချင်လို့ဒီဗီဒီယိုကိုတင်ဆက်လိုက်တာပါအခုတွိုင်းနဲ့ဒီဝင်ချင်းမှာဆိုရင်ပေါ့နော်ညဘက်လေးနဲ့ထောင်လေးမှာပေါ့နော်ဒါလေးတွေ့ရဆိုတော့အရှင်ကတော့သူတို့ပြောကြတာတော့ဒီထဲမှာငါးလေးရှိရဲတဲ့ငါးကန်လေးလို့ပေါ့နော်ငါးကန်လေးပေါ့ဒါပေမဲ့အခုတော့ငါးကန်လေးမှာငါးလေးတော့မရှိတော့ဘူးပေါ့နော်လို့ရှိရင်ဘယ်လိုတောင်းမလဲဆိုတော့ဒီခြံဝန်းထဲမှာရှိတဲ့အရာလေးတွေပြပြမယ်ပေါ့နော်ဒါကတော့နောက်ပြန်လျှောက်ကြည့်ရပါမယ်နောက်ပြန်လျှောက်ပြီးတော့ပြောမယ်နော်ဒီမှာဆိုရင်တစ်ပင်လေးလည်းအများကြီးရှိရပါတော့တိကျခွားရည်လေးနဲ့ကြတော့အရှိန်လေးရတယ်ပြီးလို့ရှိရင်ဒီမှာလေဆောင်းရဲ့အငွေ့တက်လေးတော့နည်းနည်းလေးခံလာတာပေါ့နော်အေးအရာသားလေးတော့နည်းနည်းပိုင်းလေးမှာတော့နည်းနည်းခံလာတာပေါ့ဒီမှာဘာတွေရှိသေးလဲဆိုလို့ရှိရင်သူကတစ်ပင်လေးတွေပုံဖော်ထားတာလေးတွေရှိရပါတော့တစ်ပင်လေးကိုပုံဖော်ထားတာလေးကလည်းတမျိုးပေါ့နော်အမြင်လေးကိုလာပါပေါ့နော်ဒီဘက်ချက်မှာကျတော့ဘာရှိလဲဆိုတော့ကလစ်ကစားကွင်းနဲ့ရှိတယ်ကလစ်ကစားကွင်းမှာဆိုရင်တတမမီတို့လည်းလာရောက်ကစားလို့ရတယ်တဲတဲ့မမေပပေတွေလည်းမပြင်းတော့ဘူးပေါ့တမီတို့လည်းပြောရတာပေါ့ဒီမှာဆိုရင်ဒီကစားကွင်းလေးနဲ့ကက်ရက်မှာဆိုရင်တော့ဘတ်စကတ်ဘောကစားလို့လည်းရတယ်စက်တောင်ရိုင်းလို့လည်းရတယ်ဒီဘက်ချက်မှာကတော့ဘန်ဂလိုလေးတွေပေါ့နော်သူတို့ကတော့2ယောက်8ဘန်ဂလိုလေးတွေပေါ့နော်2ယောက်ခန်းလေးတွေပေါ့ဘန်ဂလိုတစ်လုံးမှာဆိုရင်ဟိုဘက်ခန်းဒီဘက်ခန်းနဲ့နှစ်ခန်းရှိရပါတော့အဲ့မှာဆိုရင်ဗာလေးပါလဲဆို kitchen ပါတယ်ကိုယ်ကချက်ပြုတ်စားတောက်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတာပေါ့ဒီမှာကြည့်လားဒီပင်လေးတွေကိုပုံဖော်ထားတယ်ဒါလေးက basketball ကိုယ်လာရောက်တက်ဖို့ကိုလည်းဖိတ်ခေါ်ပါတယ် WH Hotel တန်လီမှာရှိပါတယ် Facebook ကနေပဲဖြစ်ဖြစ်လိုက်ရှာကြည့်နေရတာပေါ့နော်ဒါလေးကတော့နည်းနည်းလေးပဲမျှဝေပေးထားတာပေါ့နော်ကိုယ်တိုင်လာရောက်တက်ဖို့ချစ်ပါ